ဆိုပြီးတော့မိတ်ဆွေအားလုံးပြီးနေတယ်ကဲအားဝိုင်းစနေရမလားနေရနေမလို့ကျွန်တော်အချင်းတာတက်ဆိုပြရပါဗျာလမ်းကျူဆောင်ရှိသောမြတ်တော်အမိရဲ့နှွေသောရင်တွင်နေကိုတော်ပြန်လာခွင့်ရချင်မည်စုမိုက်တူနှောင်းသားနဲ့တူသားချောသေးတဲ့ဖို့ပြင်လေကြရုံမိကိုနေတဲ့ဥကဲ့မိကြီးစုတရားတော်တနေ့မှပြန်ဆောင်ဝင်ကိုသာတော်ဘဝမှာမျောလင့်ထားဆုံးရာလွတ်လို့ရမငိုလိုက်နဲ့မေမေပါမျက်ရည်ကြွေမှစုသည်တားလေးမှကြောက်ဖြစ်ရှင်နေအမေရင်ကိုဆွသွားခဲ့ပြီးတော်လည်းတနည်းမှမပြောအောင်မေတာယုံကြည်ချက်နုပညာဒီလမ်းပေါ်မှာဝါဒီပဲဆန်တဲ့ချင်းတွေဆိုတော်ဘဝတကယ်တော့တဲ့ချင်းတွေပါဒီကဘာမှာဇာတိုးရမရှိတဲ့မြတ်တာကဘာတီးတဲ့ပကံလွဲတော့လက်ရှိဂျေစုရှိအောင်မြင်ခြင်းရောက်တော့မြင်တဲ့ပြန်နိုင်မှမင်းမင်းငိုဖြစ်တဲ့လွယ်နေကျူနေပါကြောတန်ကမင်းချိုးခဲ့စဉ်ပြင်းမဲ့ကလေးဘဝနှခါပြန်မရစဉ်အမေရင်ဝင်နဲ့မဝေးခြင်းဘူးအခုလောက်ဆိုကြောက်တဲ့မိမတော့ကြည့်လက်စီလီမနေစဉ်ဆူတော့မေးရှာရင်နိုင်ဖြစ်တော့တာတွေ့ရင်အမေနဲ့အမေကတော့အင်းကျန်နေမမလေးကအမီးကထောင်ရအေးချမ်းပါလေဒါနဲ့ကျွန်တော်မှပြီးသွားရင်မရှိတော့ဒီကျန်ဆုံးဒီတစ်ခုတော့ကျွန်တော်ဘဝကြီးမှာမရှိပါဘူးဗျာကိုယ်ရောဒီနေ့ဘဝနဲ့ချင်းချင်းရတယ်ကျွန်တော်ဘဝပါလွယ်လို့ရမိုးလိုက်နဲ့မိမိပါမျက်ရည်ကြွေမော်ဆိုးရဲ့တားလေးမတယောက်ဖြစ်ချင်နေအမေကိုစွန့်သွားခဲ့ပြီးတားလေးတနည်းမှမပြောပါဘူးမိတားယုံကြည်ချက်အမှုပညာဒီလမ်းပေါ်မှာတားတိပဲစတဲ့ချီဆိုဒါဘဝမှာတကယ်တော့တစ်ချင်းတပုတ်မှာဒီကဘာမှာစာထိုးရမရှိရဲ့မြစ်တော်ကဘာတီးနေအခက်လွဲသောလက်ရှင်ကြီးယူရှင်အောင်မြင်ချေရောက်တော့မယ်နဲ့အနေမမင်းမီဘုဖြစ်နေအလွမ်းနေကျူနေမှာကျိုးတဲ့ခါမေးချုပ်ခဲ့စီအပြစ်မဲ့ကလေးဘဝနှခါပြန်မရပါမေးရင်ဝင်နဲ့မဝေးရှင်ဘူးအခုလို့ဆိုတဲ့တကယ်မိမတော့ကြည့်ရစီမိမနေစီစူတော့မေးရှာဒီနေ့ဖြစ်တော့တာတွေ့ရရဲ့မေတော့တော့အင်းနေကျေးဇူးတင်ပါတယ်ဆိုတော့တော့ကြာလာပါပြီဒီကအကြမ်းနေတယ်ဒီမောဘမှာဒီကအကြည့်ဆိုတာဘယ်လိုမျိုးလဲဆိုတော့အခုချိန်မကြည့်လို့ပါကျွန်တော်ဘောကူကြောင်းနေတဲ့အချိန်နဲ့ဒီကဘောမှာဒီတော့ဒီတိုင်းပါလေးတွေတားဆူတောင်းပါတယ်ကာဝပြီးပါတယ်နည်း